မင်္ဂလာပါကျွန်တော်စေတန်ကောက်ပါဒီနေ့ဒီ AI Studio မှာပေါ့နော် Native Speech Generation နဲ့ Live Audio to Audio Dialogue အတစ်ပါလာရပေါ့နော်အဓိကဘာကောင်းသွားလဲဆိုတော့ကျွန်တော်မြန်မာစာကိုကောင်းကောင်းသိတယ်ကျွန်တော်အခု Audio to Audio Dialogue လေးတစ်ချက်ကြည့်အောင်အဓိကတော့ 2.5 ဖြစ်နေဖို့လိုတယ်နောက်ပြီးကျွန်တော်တို့ပြောချင်တဲ့ point ပေါ့နော်ဒါကသူကြိုက်တဲ့အတန်ကိုလည်းကျွန်တော်ရွေးလို့ရတယ်အရင်ကကျွန်တော်တို့ဒီ text to speech တော်တော်များများကပေါ့နော်ကျွန်တော်တို့မှာဆိုရင်2ယောက်3ယောက်ပဲရွေးလို့ရပြီဒီမှာလူတွေအများကြီးကဘာစကားပေါင်းစုံကိုပြောတာကောက်ကောက်မွန်တည်ရပေါ့ကဲကျွန်တော်စမ်းကြည့်အောင်မင်္ဂလာပါမြန်မာလိုနားလည်ပါသလားဟုတ်ကဲ့ကျွန်တော်မြန်မာလိုနားလည်ပါတယ်ဘယ်လိုကူညီပေးရမလဲဒါဆိုရင်ကျွန်တော်ကိုရွှေတကုံဖျားအကြောင်းပြောပြပါလားရွှေတကုံဖျားကတော့မြန်မာနိုင်ငံရဲ့အချင်းဖျားအစီအတီတို့ကျစုပါပဲရွှေပြားတွေနဲ့ဖုံးအုပ်ထားပြီးအရန်လှပါပါတယ်ဘူသားရဲ့ချက်တော်တွေထားပနာထားလို့ဘာသာရေးအရာအလွန်အရေးကြီးတဲ့နေရာပါညဘက်မီးရောင်နဲ့ထွန်းထားတော့ပိုပြီးခမ်းနားပါတယ်မြန်မာနိုင်ငံကိုလာရင်မဖြစ်မနေလက်ပတ်ထင်တဲ့နေရာပါပဲကျေးဇူးတင်ပါတယ်ဗျာဝမ်းသာပါတယ်တခြားဘာသိချင်သေးလဲမေးလို့ရပါတယ်ဒါကတော့ကျွန်တော်ဒီ stream မှာ audio to audio စကားပြောလို့ရတာပေါ့နော်ဒါအင်္ဂလိပ်စာတော့ကမထူးတတ်မိမယ်မြန်မာစာမှာကတော့ဒါ Gemini 2.5မှာပထမဆုံးရလာတာပေါ့နောက်တစ်ခုကောင်းတာကကျွန်တော်တို့ဒီ text to speech သုံးလို့ရတဲ့ဟာပေါ့နော် native speech generation မှာကျွန်တော်တို့မြန်မာလိုပြောလို့ရတယ်ဒါကကျွန်တော်တို့ podcast တွေလုပ်ချင်တဲ့ story တွေလုပ်ချင်တဲ့အခါကျရင်ဒါအရင်ဆင်ပြေတယ်ဒီ text to speech ကနောက်ပြီးတော့ကျွန်တော်တို့ဒီ Microsoft ကထုတ်တဲ့ text to speech ထက်လည်းပိုကောင်းနေရပါတော့ဒီမှာဆိုကျွန်တော်တို့ကspeaker 1မှာကိုယ့်ဘက်မှာစာရိုက်ဒီဘက်မှာကျွန်တော်စာရိုက်လို့ရတယ်ကဲဒါကိုကျွန်တော်တို့ကစမ်းကြည့်ကြအောင်ပေါ့ဒါတော့ကျွန်တော် audio မှာဆိုရင်ဘယ်သူနဲ့စကားပြောချင်တယ်ခဏကျွန်တော်လူပြောင်းလိုက်မယ်နည်းနည်းလေးနော်ကျွန်တော်တခြားလူရောက်ပြောင်းချင်လိုက်တယ်ဒါကခုနကကျွန်တော်အတန်ကြားထားပြီးသားဖြစ်နေတော့ဒီမှာဆိုရင်ကျွန်တော်တို့က model ကလေကျွန်တော် 2.5 ကိုတော့ကျွန်တော်သိမကြိုက်ဘူး 2.5 ကတော့ဒီ generate တော့တာမြန်တယ်ပေါ့နော်ဒါပေမဲ့မြန်မာလုပ်နေတာလေခင်ဗျာတည်နေဖတ်နေတာဗျာ Google I/O 1025ကျောင်းထိပြီလားဘာထူးခြားလို့လဲထူးခြားတာကတော့အများကြီးပဲ AI နည်းပညာအသစ်တွေအများကြီးပါတယ်ဗျာတင်လား2.5ကဒီ flash ကတော့စကားပြောတဲ့အခါမှာအဖြတ်တောက်လေးမရှိဘူးပေါ့နော်ကျွန်တော်2.5 Pro မှာဆိုရင်တော့ဒီစကားပြောတဲ့အခါမှာအဖြတ်တောက်လေးတွေနဲ့ပါသူပြောပေးတယ်တစ်ချက်ကြည့်ကြည့်အောင်ဘာလုပ်နေတာလဲခင်ဗျတည်ဖတ်နေတာဗျာ Google I/O 2025အကြောင်းသိပြီလားဘာထူးခြားလို့လဲထူးခြားတာကတော့အများကြီးပဲ AI နည်းပညာအသစ်တွေအများကြီးပါတယ်ဗျကတ်စီလုပ်ချင်တဲ့အခါမှာကိုဖန်ဆီးချင်တဲ့သတင်းတွေပဲဖြစ်ဖြစ် text to speech ကိုပဲသုံးချင်ဖြစ်ဒါအရန်ကိုအဆင်ပြေတယ်ကျွန်တော်တို့အရင်ကလုပ်ခဲ့ရတဲ့ဆိုင်တခြားစီ level တစ်ခုတော့ရောက်လာပြီပေါ့နော်မြန်မာစာမှာတော့ဒါ Gemini 2.5မှာပါလာတဲ့နည်းပညာအသစ်တွေပါအားလုံးကိုကျေးဇူးတင်ပါတယ်